အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုပါတယ်ဒီနေ့ကျွန်တော်မိတ်ဆက်ပေးမှာတော့ Harry Star အမျိုးအစားစီဆိုင်ဖြစ်ပါတယ်ဒီကောင်လေးက2015 model လေးပါငန်းလိုင်းစီ48ရပ်ပလက်ပါတက်တန်းအကြဒီကောင်ကျွန်တော်2029 10လပိုင်းအထိအသစ်တိုးပေးထားပါတယ်နောက်တာရအသစ်နီးပါးကိုကြံပါတယ်နော်အမွှေးလေးတွေကိုကြံသေးတယ်အင်ဂျင်ကတော့ခုနကျွန်တော်နှိုးပြခဲ့တဲ့အတိုင်းပဲ start out wheel နဲ့လုံးဝလက်တင်စီပိန်လေးဖြစ်တယ်နော်ရုပ်ထွက်လေးကတော့တော်တော်လေးတန့်မယ်နော်ရှေ့တာယာအားနေတယ်ဒီဘိန်းမှာအားနေချက်ကတော့ရှေ့တာယာပါနော်အင်ဂျင်စီရိုစိတ်မရှိဘူးအင်ဂျင်လုံးဝငြိမ်တယ်နော်မီးလိုင်းတွေလည်းအကုန်ကောင်းတယ်chain sport ကလေးလည်းနည်းနည်းလေးပါတယ်ဟုတ်ဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းက14သိန်း5000 14သိန်း5000ကိုအရှော့တင်းပါပါလေးတော့လုပ်ပေးဦးမယ်စီဖို့လမ်းစရိတ်လောက်ပေါ့နော်စိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့53 ဘီလန်133 134ကျမန္တလေးစက်ဘူး1 Sunshine Moto မှာကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်။နယ်ဝေးကမိတ်ဆွေများဖုန်းနံပါတ်4310 4365 900 269 262လဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ဒီမှာတနိုင်ငံလုံးကိုလည်းကျွန်တော်ကားတင်ပေးနေပါတယ်နော်။ကဲအားလုံးပဲကျေးဇူးပါ။